ဗျာကျွန်တော်ကိုပထမဦးဆုံးမိတ်ဆက်ပေးရမယ်ဆိုရင်ကျွန်တော်ကမိုင်တိုးရှိဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြသွားမယ့်ပုံပြန်လေးကတော့စုံမနဲ့အမင်းပေါလူသားဖြစ်ပါတယ်ဆက်လိုက်အောင်တခါတော့ကကြီးလက်တော့ရလေးတူမှာအရင်ကိုရှစ်ကြတဲ့ဇုံတွေရှိတဲ့သူတို့နှစ်ယောက်ကအဖေအမေတွေပေးစားလို့ယူခဲ့တဲ့ဇုံတွေပေါ့ဖေမေပေးစားလို့ယူခဲ့တဲ့ဇုံတွေဆိုပေမဲ့တယောက်ကိုတယောက်အရင်ကိုရှစ်ကြတယ်နော်တာအေးဆိုတဲ့တငချင်းတယောက်ကမင်းတို့အရင်ကိုရှစ်ကြတဲ့ဇုံတွေငါခွင့်ရင်ကွဲတယ်ဆိုပြီးတော့စာနောက်ကစကားလှောင်ပြုံခဲ့တဲ့သူငယ်ရှင်းစကားပြောနေတဲ့အချိန်ဆိုတော့အောင်ဘူးလေသူ့ကိုတာအေးပြောတဲ့စကားကိုတတိမထပဲဒီတိုင်းရေမော့ကနေလိုက်တဲ့အောင်ဘူးတို့မရှိတဲ့အချိန်ပေါ့တာအေးတို့သူငယ်ရှင်းတွေရှင်းငါတို့အောင်ဘူးတို့အတွေ့ကိုငါတို့ခွဲကြမယ်ကွာငါတို့ဂျင်းထေးကြမယ်ကွာဆိုပြီးတော့တိုင်ပင်ဆွေးနွေးကြတဲ့အောင်ဘူးတို့အတွေ့ကိုတာအေးတို့သူငယ်ရှင်းတွေကငါတို့ထမင်းအပြောပါမစားရကြပြီကွာငါတို့တနေ့ထမင်းအတူတူရှက်စားကြမယ်ဆိုပြီးတော့သူတို့အောင်ဘူးတို့လင်မယားဇုံတွေကိုဖိတ်ခေါ်ခဲ့တဲ့အကျွမ်းလေးတွေရှင်းဆိုတော့ပျော်သွားပြီးတော့အရက်အတူတူတောက်ကြတာပေါ့ဒီကြတော့လေမင်္ဂလေးတို့အရှင်းရှက်ပြုတ်ကြတာနဲ့အလာဖာတလာဖာပြောကြတာနဲ့ပျော်ပွားနေကြတဲ့အောင်ဘူးကိုတငယ်ချင်းတွေကအရက်များတောက်ရင်တိုက်တွန်းတဲ့ဘူးအရက်များတောက်ရင်တငယ်ချင်းကလည်းအောင်ဘူးကိုအရက်အများတိုက်တဲ့အောင်ဘူးအရက်အရှင်နေရလာတော့ကြော်တောင်းကဟဲ့ရတငယ်ချင်းမင်းမိမအကြောင်းမင်းမသိဘူးလားဆိုပြီးတော့သူ့ကိုစကနာထိုးကြတဲ့ငါမိမအကြောင်းကအကုန်သိတယ်လေကွာသူအပြုတ်ခါဘသူနဲ့ကြိုက်ခဲ့တယ်သူ့ကိုကြိုက်ခဲ့တာဘသူရှိတယ်ဆိုတာငါအကုန်လုံးသိတယ်သူရဲ့နောက်ကြောင်းကိုအကုန်လုံးသိလို့ငါသူ့အရင်ရှိတာဆိုပြီးတော့အောင်ဘူးကတငယ်ချင်းကိုပြန်ပြောလိုက်တဲ့မင်းမသိတာတခုရှိသေးတယ်အောင်ဘူးတကယ်တမ်းကျတော့လေမင်းမိမရဲ့အမျိုးအနွယ်ကစုံမျိုးစုံနေဖြစ်တယ်ညချဆိုရင်မင်းကိုဂုတ်ရှုစားမယ်မင်းကိုတဲ့မင်းကျင်သူကကျင်စီလိမ့်မယ်ဒါမဲ့အခွင့်မစားလို့မင်းနူဆိုင်နဲ့ကြာလို့သူမလုပ်ပြတာနေမှာလို့အောင်ဘူးကိုတာအေးကပြောတဲ့အဲ့ဒီစကားကိုအောင်ဘူးကစိတ်ထဲမှာတခုခုလူခုဖြစ်သွားတဲ့တစ်ဖက်မှာမိမတွေရှင်းကလည်းသူ့ကိုစကနာထိုးကြတဲ့ဟေ့တန်တာနင်းယောက်ျားအကြောင်းကိုလည်းမသိဘူးလားတကယ်နဲ့ကြတော့လေနင်းယောက်ျားရဲ့အမျိုးကလည်းညဆိုရင်အမိတွေလာထွက်တာတော့အမိတွေထွက်တာငါတို့အကုန်လုံးသိတယ်ငါတို့ကနင်းကတခြားရွာကဆိုတော့နေတို့ညခါစားအတွေ့ကိုငါတို့ကသူ့ရဲ့အကြောင်းကိုပြောရင်နင်းစိတ်ဆင်းရဲမှဖြစ်လို့ငါတို့ကအဲ့ဒါတွေရှိုးဝတ်ထားတာဆိုပြီးတော့စကနာထိုးတဲ့ဟုတ်လို့လားငါတခါမှမပြုံးမိပါဘူးဆိုပြီးတော့ညင်းတဲ့အောင်ဘူးမိမလည်းအဲ့ဒါစကားကိုစိတ်ထဲတော့တခုသွားတဲ့အဲ့ဒီညကအောင်ဘူးနဲ့အောင်ဘူးမိမကစကားမပြောဖြစ်လိုက်ဘူးတဲ့အောင်ဘူးကအရင်မှုနေတာဆိုတော့အောင်ဘူးမိမလည်းသူနဲ့စကားမပြောလိုက်ပဲဒီတိုင်းအိတ်လိုက်တဲ့မနေ့အစောကြီးရောက်တော့အောင်ဘူးမိမလည်းအောင်ဘူးအရင်ရှင်းနေလားဆိုပြီးတော့သူ့ကိုဆန်းလိုက်တဲ့အချိန်အောင်ဘူးမှာအမိရှိတာအောင်ဘူးမိမကတွေ့တတ်တယ်အောင်ဘူးကလည်းအောင်ဘူးမိမဆန်းတဲ့အချိန်နိုးလာတဲ့နိုးဆိုင်နဲ့ကြတော့တငယ်ချင်းတွေပြောတဲ့စကားကိုသူစိတ်ထဲမှာရှင်းကိုရောက်တော့တဲ့ဟာတငယ်ချင်းတွေပြောတာမှန်တယ်ဒီကောင်မငါ့ကိုနေပြီးတော့ဂုတ်ရှုစမယ်ငါ့ကိုသတ်မယ်ဆိုပြီးတော့ဆန်းနေပြီဆိုပြီးတော့ရှင်းစကားများကရင်ဖြစ်တဲ့အောင်ဘူးမိမကလည်းမိမသားလေးရှင်းပြောတဲ့စကားကိုသူစိတ်ထဲတော့ရှင်းကိုရောက်သွားတဲ့ဟုတ်တယ်ဒီလူမှာအမိညာပါလားငါအခုမှတွေ့တယ်ဆိုတာကိုရှင်းကိုစိတ်ထဲမှာရောက်သွားတဲ့အဲ့ဒါကိုသူတို့ရှင်းစကားများပြီးတော့ရင်ဖြစ်ကြတဲ့သူတို့ရှင်းစကားများရင်ဖြစ်ကြတဲ့နေကစုံမျိုးစုံလေရှင်ရောဘာထူလဲရှင်မာလေအမိနဲ့ဆိုပြီးတော့ရှင်းစကားမှရှင်နဲ့လုံးဝမပေါင်းနိုင်ဘူးငါလည်းနင်းနဲ့မပေါင်းနိုင်ဘူးဆိုတော့အရှင်း
စကားများရင်ဖြစ်ကြတဲ့မနေ့စောရှင်းရှင်းညင်းပေါ်ကတဖြည်းဖြည်းနဲ့မွန်းလန်းတာနဲ့ရောလူကြီးတွေနဲ့တယုံကိုရှင်းလိုက်ကြတဲ့ပုံပြန်တဲ့ကတော့ဒီလောက်ပါပဲသူမိမအောင်ဘူးရဲ့အမင်းကိုတွေးတော့တာကဘာအမင်းဖြစ်မလဲဆိုတာကိုကောင်းမဲမှာရေးပေးကြပါမိတ်ဆွေတို့အားလုံးကျေးဇူးတင်ပါတယ်နောက်လာမယ့်ပုံပြန်လေးတွေကိုစောင့်မျှော်ပေးကြပါအောင်